ပိုင်ဆိုင်မှုခိုင်မာတဲ့ခရံမြေစစ်စစ်ကြီးကိုရွာမြေဈေးလောက်နဲ့ရမယ်ဆိုရင်ယူမလားရန်ကုန်မြို့ရဲ့စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့လှိုင်သာယာမြို့ထန်းတပင်မြို့ဒီလိုမြို့ကြီးတွေဝန်းရံနေတဲ့ကျောင်းကုန်းခရံမြေစစ်စစ်ငွေလေးသိန်း100ကျော်ရှိုံနဲ့ခရံမြေပေါ်မှာအိမ်ဆောက်ပြီးတော့တာနေလိုက်ကြတော့ဗျာကျောင်းဈေးစက်ရုံအလုပ်ရုံတနေရာထဲမှာပြီးပြည့်စုံတဲ့နေရာမျိုးလှိုင်သာယာကိုပဲသွားမလားထန်းတပင်ကိုပဲသွားမလား10မိနစ်လောက်နဲ့သွားရလာရလွယ်ကူပြီးအချက်အချာကျတဲ့နေရာမျိုးပေ20 60တကွက်ကိုသိန်း350သိန်း100ကျော်လက်ငင်းသွင်းပြီးကြံငွေ6လအတိုးမဲ့အရစ်ကျစနစ်နဲ့ရောင်းပေးမယ်ဗျာလစဉ်သွင်းငွေကလည်းမိမိအဆင်ပြေသလိုသွင်းလို့ရပါတယ်ခင်ဗျာမြေကွက်ကလေးတွေကအနှဲငယ်မဲ့ရှိတာမို့ဥသူရထိုက်သူဆန်နေရာကောင်းလေးတွေကိုလက်မလွတ်ချင်ရင်တော့အခုပဲဟတ်လို့လိုက်တော့ဗျာကျွန်တော်ပြောသလိုပဲနံပါတ်1မေးပါနံပါတ်2လာကြည့်ပါနံပါတ်3ပိုင်ဆိုင်မှုခိုင်မာပြီဆိုမှဝယ်ယူဖို့စဉ်းစားပါကျွန်တော်ပိုင်ရောင်းချတဲ့မြေကွက်ကိုလာမယ်ဆိုရင်လှိုင်သာယာကပဲလာအနောက်ပိုင်းတက္ကသိုလ်ကပဲလာထန်းတပင်ကပဲလာအများသိတဲ့ကျောင်းကုန်းကိုရောက်တာနဲ့ကျွန်တော်ကိုဟတ်လို့လိုက်တော့ဗျာဖုန်းနံပါတ်လေးလည်းမှတ်ထားအောင်နော်39 ခွန်64လုံး68 9ခွန်